ပိုရှိရှိတုန်းကရွာငယ်လေးတစ်ရွာမှာအလွန်ရိုးသားပြီးအလုတ်ကြိုးစားတဲ့ဦးကြီးဖြူဆိုတဲ့လယ်သမားတစ်ယောက်ရှိတတ်တဲ့သူဟာဆင်းရဲပေမဲ့သူတစ်ပါးပစ္စည်းကိုမလိုချင်ဘူးကိုလှုပ်အားနေရတဲ့အရာကိုပဲတန်ဖိုးထားတယ်။တနေ့မှာတော့ဦးကြီးဖြူဟာလယ်ထွန်ရင်းမြေကြီးထဲကမာကျောတဲ့အရာတစ်ခုကိုတိုက်မိလို့တူးဖော်ကြည့်လိုက်တဲ့အခါရွှေတင်ကားတွေအပြည့်ပါတဲ့ရွှေအိုးကြီးတစ်လုံးကိုတွေ့လိုက်ရတယ်ဦးကြီးဖြူဟာအံ့ဩသွားပေမဲ့ဝမ်းမသာပဲဒီလယ်ကွက်ကငါစီမှာအငှားချထားတဲ့တထေးကြီးရဲ့လယ်ကွက်ပဲဒီရွှေအိုးဟာငါနဲ့မဆိုင်ဘူးလယ်ပိုင်ရှင်နဲ့ပဲဆိုင်တယ်လို့တွေးပြီးတထေးကြီးစီကိုသွားအပ်နှံလိုက်တယ်တထေးကြီးကရွှေအိုးကိုမြင်တော့လောဘတက်ပြီးအေးဒါငါဘိုးဘွားတွေမြုပ်ထားတာဖြစ်မှာပေါ့ဆိုပြီးတင်ထားလိုက်တယ်ဒါပေမဲ့တထေးကြီးကရွှေအိုးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ရွှေတင်ကားတွေအစာအစိတ်ပြင်းတဲ့မွေတွေခင်းမိကောက်တွေပဲတွေ့ရတော့တယ်တထေးကြီးကဒေါသထွက်ပြီးဒီလေသမားငါ့ကိုတတ်ချင်လို့မွေအိုးလာပေးတာပဲဆိုပြီးဦးကြီးဖြူကိုရွာသူကြီးရှေ့ခေါ်သွားတယ်ဦးကြီးဖြူကတော့အေးဆေးစွာပဲကျွန်တော်မျိုးဖွင့်ကြည့်တော့ကတော့တကယ်ရွှေတင်ကားတွေပါပဲအရှင်းလို့ပြန်ပြောတယ်ဒါနဲ့ရွာသူကြီးကရွှေအိုးကိုလူအများရှိမှပြန်ဖွင့်ခိုင်းလိုက်တဲ့အခါထူးဆန်းစွာပဲအထဲမှာဝင်းဝါနေတဲ့ရွှေတင်ကားတွေကိုပဲပြန်တွေ့ရပြန်တယ်တထေးကြီးကပြန်ယူဖို့လုပ်တော့ရွာသူကြီးကတားလိုက်ပြီးဒီရွှေအိုးဟာစိတ်ထားကောင်းတဲ့ဦးကြီးဖြူအတွက်တော့ရွှေအိုးဖြစ်ပြီးလောဘကြီးတဲ့တထေးကြီးအတွက်တော့မွေအိုးဖြစ်နေတယ်ဒါကြောင့်ဒီရွှေအိုးဟာရိုးသားတဲ့ဦးကြီးဖြူနဲ့ပဲထိုက်တန်တယ်လို့ဆုံးဖြတ်ပေးလိုက်ပါတော့တယ်